တင်ဟာကလေးသူငယ်တွေရှိတဲ့မိဘတယောက်ဆိုရင်တင်ရဲ့သားသမီးကိုဘလို့ပုံစံမျိုးတင်မြင်ချင်ပါတယ်တင်ရဲ့သားသမီးကဝိညာဉ်တော်နဲ့ပြည့်ဝပြီးတော့မှနှုတ်ကပတ်တော်ကိုငယ်ရွယ်စဉ်အချိန်မှပင်လျင်ရရှိပြီးတော့မှနှုတ်ကပတ်တော်နဲ့အသက်ရှင်တတ်သောကလေးသူငယ်အဖြစ်မြင်ချင်ပါသလားဒါဆိုရင်တော့ယခုဧပြီ30မေ1ရက်2ရက်တိုင်ကျင်းပပြုလုပ်မဲ့ Charan Camp ကတင်ရဲ့စံထားတွေကိုဖြည့်ဆည်းပေးမှာဖြစ်ပါတယ်အာမင်ကလေးသူငယ်တွေဟာဝိညာဉ်တော်ဖခင်ရဲ့အဆုကျေးဇူးတွေကိုသဘောပေါက်ပြီးတော့ဝိညာဉ်တော်ဖခင်ကိုရရှိပြီးတော့မှဝိညာဉ်တော်နဲ့နှစ်ဖူးတွေ့ဒူးတွေ့တဲ့အခြေအနေတော့ရောက်လာအောင်ကျွန်တော်တို့ကနော်လေ့ကျင့်သင်ကြားပြင်ဆင်သွားမှာဖြစ်ပါတယ်ဟာလေလုယာတိတ်ကောင်းတဲ့အစီအစဉ်ဖြစ်တယ်မိသားစုများဒါကြောင့်စကားပုံရှိတယ်အဲ့ဒါကဘာလဲဆိုတော့ပထမအရွယ်မှာပညာရှာဒုတိယအရွယ်မှာဥစ္စာရှာတတိယအရွယ်မှာတရားရှာတတိယအရွယ်ဆိုတာကတေသုံးခါနီးရောက်နေပြီအိုနေပြီအဲ့ဒီအရွယ်ရောက်မှတရားရှာရင်ဘာမှမထူးဘူးတော့ကျွန်တော်ပြောပြချင်တယ်ပထမအရွယ်လို့ခေါ်တဲ့ကလေးသူငယ်အရွယ်မှာကလေးကဖျားနဲ့အသက်ရှင်တတ်တော်သူဖြစ်မယ်ဆိုဘယ်လောက်တောင်ကောင်းမလဲမိသားစုများဒီအခွင့်အရေးကိုလက်လွတ်အဆုံးရှုံးမခံပါနဲ့ကျွန်တော်တို့ဒီဧပြီ30မေ1ရက်2ရက်တိုင်ကျင်းပပြုလုပ်သွားမှာဖြစ်တဲ့ကျမ်းစာသင်မဲ့သူတွေကတော့ဟောပြောသွားမဲ့သူတွေကတော့ကျွန်တော်အပါဝင်ဆ iam အဆင်ပြီးတော့ဘုရားသခင်အသုံးပြုနေတဲ့ Charan teacher တွေကသင်ကြားပေးသွားမှာဖြစ်ပါတယ်အဲ့တော့ပြုလုပ်မဲ့နေရာကတော့100ခွန်လမ်း60တောက်မှာရှိတဲ့အမရာနဒီဟိုတယ်မှာပြုလုပ်သွားမှာဖြစ်ပါတယ်ဒါကြောင့်မို့လို့အမြန်ဆုံးစည်ရင်သွင်းပါနောက်တစ်ခုကြံပါတယ်အဲ့ဒါကဘာလဲဆိုတော့ငွေကြေးအခက်အခဲရှိတဲ့မိဘများစိတ်မပူပါနဲ့စည်ရင်သွင်းမှာ FOC လို့ရေးလိုက်ရုံနဲ့ camp ကိုတက်ရောက်ခွင့်ရမှာဖြစ်ပါတယ်ဒါကြောင့်မလို့အားလုံးအတွက်အထူးပြင်ဆင်ထားပါတယ် camp fees ကတော့2000ကျပ်ကျွန်တော်တို့ပြင်ဆင်ထားတာဖြစ်ပါတယ်ဒါကြောင့်မလို့အမြန်ဆုံးစည်ရင်သွင်းပြီးတော့မှပါဝင်ကြရအောင်ငယ်ရွယ်စဉ်အချိန်ကလေးကနှုတ်ကပတ်တော်နဲ့ပြည့်ဝပြီးတော့ဝိညာဉ်တော်နဲ့ပြည့်ဝတဲ့ကလေးသူငယ်ဖြစ်ဖို့ camp awake ကို join ကြပါစို့